လို့ပြောရင်အတွင်းလူရှိတယ်ဒီအထဲမှာပြီးရင်အပြင်လူရှိတယ်အခုသင်ရဲ့ဒီခန္ဓာကိုယ်အဲ့ဒါအပြင်လူအဲ့ဒီအပြင်လူအသက်ရှင်နေဖို့အတွက်အထဲမှာအတွင်းလူရှိတယ်ဒါကြောင့်ကျမ်းစာတစ်ပိုက်ကဒီလိုပြောတယ်ကျမ်းစာဖတ်ကြည့်အောင်အေဖက်အခန်းကြီး3ပိုင်းငယ်16ကျွန်တော်နောက်ကနေလိုက်ဆိုပါဆုတောင်းသောအချက်ဟုမူကားအလုံးလိုက်ပြောပေးဆုတောင်းသောအချက်ဟုမူကားဝိညာဉ်တော်အားဖြင့်တင်တော်ဤအတွင်းလူကိုခွန်အားနှင့်မြဲမြံခိုင်ခန့်စေ၍ရှိနော်ဘာပြောလဲတင်တို့ရဲ့အတွင်းလူကဘာဖြစ်နေဖို့လိုအပ်တယ်လဲမြဲမြံခိုင်ခန့်စေ၍အဲ့တော့ဒီကျမ်းပိုက်ကိုပြောတဲ့သူကဘာတူလဲဆိုတော့လိုက်ပြောပါအောင်ရှင်ပေါလုအဲ့တော့ဒီရှင်ပေါလုကဒီကျမ်းစာကိုရေးတဲ့အချိန်ကထောင်ကျနေတာဘာဖြစ်နေလဲအဲ့ဒီထောင်ကျတယ်ဆိုတာကလွယ်လားထောင်ထဲမှာနေရတယ်ဆိုတာကတက်တောင့်တက်တာတော့ဖြစ်မနေဘူးထောင်ထဲမှာနေတဲ့အခါမှာခံစားချက်ကကောင်းမနေဘူးထောင်ထဲမှာနေတဲ့အခါမှာလွယ်ကူတာတော့ဟုတ်မနေဘူးဒါပေမဲ့အဲ့ဒီတက်တောင့်တက်တာမဖြစ်တဲ့ခက်ခဲခြင်းကိုရင်ဆိုင်နေရတဲ့ထောင်ထဲမှာရှိတဲ့ရှင်ပေါလုကအပြင်မှာရှိတဲ့သူတွေကိုလမ်းပြောတာကဘာလဲဆိုတော့သင်တို့ရဲ့အတွင်းလူကခွန်အားနဲ့ခိုင်ခန့်နေပါစေတဲ့ဝေါဒါဆိုအဓိပ္ပာယ်ကဘာကိုပြောချင်တာလဲရှင်ပေါလုဟာထောင်ကျနေပေမဲ့အဲ့ဒီအစင်မပြေခြင်းကသူ့ကိုအနိုင်မယူနိုင်ဘူးအဲ့ဒီခက်ခဲခြင်းကရှင်ပေါလုကိုမလွမ်းမိုးနိုင်ဘူးအဲ့ဒီအစင်မပြေခြင်းကရှင်ပေါလုကိုမဆွဲချနိုင်ဘူးထောင်ထဲမှာနေတာတော့ဟုတ်တယ်အစင်မပြေတာတော့ဟုတ်တယ်ခက်ခဲတာတော့ဟုတ်တယ်ဒါပေမဲ့အတွင်းဝိညာဉ်ကရှင်လန်းနေတယ်ဟာလေလုယာဟဲ့မိသားစုများဒီနေ့ပြောပါငါရဲ့အတွင်းဝိညာဉ်ပြောပါငါရဲ့အတွင်းလူခိုင်ခန့်နေရမယ်တချို့တွေကိုကြည့်တဲ့အခါမှာဒီကာလမှာကြည့်တဲ့အခါမှာအပြင်လူပေါ့မြင်ရတာကအပြင်လူကိုကြည့်တဲ့အခါမှာစိုးရိမ်ခြင်းတွေနဲ့ပူပန်ခြင်းတွေနဲ့ကြောက်လန့်ခြင်းတွေနဲ့စောက်တရားမရဖြစ်ပြီးတော့မှဖြတ်တန်းနေရတဲ့သူတွေများသောအားဖြင့်ရှိတယ်ဒီနေ့မိခွန်းလေးတစ်ခုကသင်ရောအဲ့လိုအခြေအနေမျိုးမှာရင်ဆိုင်နေရပါသလားသင်ရောအဲ့ဒီအခြေအနေမှာရောက်ရှိနေပါသလားဒါဆိုရင်ကျွန်တော်အားပေးချင်တဲ့အရာတစ်ခုကဘာလဲဆိုလို့ရှိရင်တော့သင်ရဲ့အပြင်လူကျမ်းမာတာအောင်မြင်တာအစင်ပြေတာတက်တောင့်တက်တာဖြစ်ခြင်းကိုသင်မြင်ခြင်းနဲ့ဆိုရင်သင်လှုပ်ဆောင်ရမယ့်အရာကဘာလဲဆိုတော့အတွင်းလူကိုခိုင်ခန့်အောင်ပြုစုရမှာဖြစ်တယ်ဒါဆိုလို့ရှိရင်တမန်ကျမ်းစာအရလူဘယ်နှမျိုးရှိလဲ2မျိုးရှိတယ်ဘာလူနဲ့ဘာလူအတွင်းလူအပြင်လူပြောကြပါအတွင်းလူအပြင်လူအဲ့တော့အတွင်းလူဆိုတာကကျတော့ဘာလဲဆိုတော့လိုက်ပြောဝိညာဉ်လူအပြင်လူကဘာလဲဆိုတော့ဇာတိလူအဲ့တော့အတွင်းလူကမမြင်ရတဲ့အပိုင်းအပြင်လူကမြင်ရတဲ့အပိုင်းလူတော်တော်များများကိုလူတွေဆုံးရှုံးမှကြောက်တဲ့အရာပျက်စီးမှကြောက်တဲ့အရာဘယ်အရာလဲလို့ပြောရင်အများစုကဘာကိုဖြေမလဲအပြင်လူကိုပဲဖြေကြမှာသူတို့ရဲ့ပစ္စည်းဥစ္စာဆုံးရှုံးမှကြောက်တယ်သူတို့ရဲ့ခန္ဓာနာကျင်ရမှာကိုကြောက်တယ်သူတို့ရဲ့အသက်တာထဲမှာအစင်မပြေတဲ့အရာကိုဖျက်ဆီးရမှာကိုကြောက်တယ်ဒါပေမဲ့ဒီနေ့နားလည်စေချင်တဲ့အရာတစ်ခုကဘာလဲဆိုလို့ရှိရင်တော့အဲ့ဒီအပြင်လူဆုံးရှုံးမှာကိုကြောက်တဲ့အတွက်ကြောင့်မို့လို့အပြင်လူကိုပဲပြုစုအပြင်လူကိုပဲအာယုံစိုက်ပြီးတော့လှုပ်ဆောင်နေတဲ့အခါမှာဘာဖြစ်သွားတတ်တယ်လဲဆိုတော့စုပ်လဲစူစားလဲယူဖြစ်သွားတယ်ဘာလို့ကျွန်တော်ပြောရလဲသလားအပြင်လူကပိုကောင်းလာဖို့မရှိပိုဆိုးဖို့ပဲရှိတယ်ကျွန်တော်တို့ဒီခန္ဓာကိုယ်ပဲကြည့်ကြည့်လိုက်ကျွန်တော်တို့ကတော့ခရူးဆိုင်လိုက်တာမလားဟာဂျင်တွေဆော့နော်ဟာအကြီးကျယ်မျက်နှာတွေပါလေအလားတွေပြင်ခွဲစိတ်ပြုတ်ပြင်ဒါမျိုးတွေအများကြီးလုပ်တယ်ဒါပေမဲ့မိသားစုများ
အသက်တဖြည်းဖြည်းကြီးလာတာနဲ့အမျှခန္ဓာကိုယ်ကပိုပြီးတော့ကောင်းလာတယ်ဆိုတာရှိမှမရှိတာပိုဆိုးလာတာပဲရှိတယ်မဟုတ်ဘူးလားတမန်ကျမ်းစာကဒီလိုပြောတယ်ကျွန်တော်နဲ့အတူတူဖတ်ကြည့်အောင်နှစ်ကောခန်းကြီးလေးအပိုက်ငယ်16ကိုဖတ်ကြည့်အောင်ထို့ကြောင့်ငါတို့သည်အာရော့စိတ်ပြက်ခြင်းနဲ့ကင်းလွတ်ကြကျမ်းစာဘာပြောလဲငါတို့ကအာရော့ခြင်းနဲ့ဘာဖြစ်လဲကင်းလွတ်တယ်စိတ်ပြက်ခြင်းနဲ့ဘာဖြစ်လဲကင်းလွတ်တယ်ဘာဖြစ်လို့လဲဆိုရင်တော့တဲ့ဆက်ဖတ်ပါအောင်ငါတို့ဤအပြင်လူသည်ဖောက်ပြန်ပျက်စီးခြင်းတို့ရောက်ရပြီအပြင်လူဘာဖြစ်လဲဒါဆိုအပြင်လူကဖောက်ပြန်တတ်လားထိမ့်သိမ်းရင်လဲဖောက်ပြန်တတ်တယ်မထိမ့်သိမ်းရင်လဲဖောက်ပြန်တတ်တယ်အရန်ခယူဆိုင်ရင်လဲပျက်စီးမှာပဲဒါဟာအပြင်လူရဲ့သဘာဝပဲအပြင်လူရဲ့သဘာဝဒါဟာလောကရဲ့သဘာဝပဲအဲ့ဒီအပြင်လူဖောက်ပြန်ပျက်စီးခြင်းကိုရောက်တော်လေတဲ့ကျမ်းစာကဘာပြောလဲဆိုရင်ကြဲကြဲဖတ်ပါဦးအတွင်းလူမူကတနေ့ထက်တနေ့ပြုပြင်ခြင်းကိုခံရကြ၏ဟာလေလုယာဟဲ့အပြင်လူကတော့ဟုတ်တယ်တဲ့တဖြည်းဖြည်းနဲ့ပျက်စီးလာတယ်တဖြည်းဖြည်းနဲ့ဖောက်ပြန်လာတယ်ဒါပေမဲ့အဲ့ဒီအပြင်လူပျက်စီးသွားလို့ငါလိုက်မပျက်စီးသွားဘူးတဲ့ဝေါအတိပ္ပယ်ကဘာကိုပြောချင်လဲဆိုတော့လောကကအခြေအနေမကောင်းလို့ငါကလိုက်ပြီးတော့စိတ်ပြတ်မနေဘူးအစိုးဆုံးအခြေအနေတွေရင်ဆိုင်ရလို့ငါရဲ့ဝမ်းနည်းခြင်းကမပြောက်သွားဘူးအခြေအနေတွေမကောင်းလို့ငါရဲ့တုန်လှုပ်ခြင်းကမပြောက်သွားဘူးတုန်လှုပ်ခြင်းရှိမနေဘူးဒီပုံစံမျိုးငါရဲ့သက်တာထဲမှာငြိမ်သက်ခြင်းအမြဲရှိတယ်ငါရဲ့သက်တာထဲမှာဝမ်းမြောက်ခြင်းရှိတယ်ငါရဲ့သက်တာထဲမှာရှင်လန်းခြင်းရှိတယ်ဘာကြောင့်လဲဆိုတော့ငါရဲ့အတွင်းလူကတရက်ပြီးတရက်တစ်နေ့ပြီးတစ်နေ့ပြုပြင်ခြင်းကိုခံရတယ်တဲ့ဟာလေလုယာအဲ့တော့အတွင်းလူကကျမ်းမာတဲ့အခါမှာအတွင်းလူကခိုင်ခန့်တဲ့အခါမှာအတွင်းလူကခွန်အားနဲ့ပြည့်တဲ့အခါမှာအဲ့ဒီအပြင်လူရဲ့အစင်မပြေခြင်းကို cover ဖြစ်တယ်ဟဲ့ကျွန်တော်ပြောရင်နော်အဲ့ဒီအခွင့်အရေးကယုံကြည်သူမှာပဲရှိတယ်အာမင်အဲ့ဒီအခွင့်အရေးကဖခင်သားသမီးမှာပဲရှိတယ်ဘာကြောင့်လဲဒီနေ့တော့မှဒီခမ်းမထဲရောက်လာတဲ့သူတွေတင်ဒီစကားကိုကြားရပြီဟဲ့ပြောပါငါဟာအခြေအနေပေါ်မှာယက်တည်တာမဟုတ်အခြေအနေရဲ့အထက်မှာဖခင်ကငါ့ကိုချီးမြှောက်တာဟာလေလုယာဘာကြောင့်လဲဆိုတော့အတွင်းလူကတစ်နေ့ထက်တစ်နေ့ပြုတ်ပြင်ခြင်းကိုခံရလို့တချို့သောအစင်မပြေတဲ့အခြေအနေတွေကလေတကယ်တော့ဖခင်ကတင့်ရဲ့အတွင်းလူပို့ပြီးတော့ရင့်ကျက်လာဖို့တင့်ကိုပြုစုပေးနေတာတင့်ကိုလေ့ကျင့်ပေးနေတာတင့်ကြုံဖို့လိုတယ်အဲ့ဒါကိုဟာလေလုယာဒါပေမဲ့အတွင်းလူကခိုင်ခန့်နေတယ်ဆိုရင်တော့အေးဆေးပါပဲတဲ့ဟာလေလုယာအရာခတ်သိမ်းကားတဲ့တဖြည်းဖြည်းနဲ့အိုလာလိမ့်မယ်အရာခတ်သိမ်းကားတဲ့တဖြည်းဖြည်းနဲ့နာမှာပဲတဲ့နောက်ဆုံးကြရင်တော့တည်မှာပဲတဲ့ဒါပေမဲ့အဲ့ဒီအိုနာသေးခြင်းဆိုတဲ့အရာကိုတွားပြီးတော့မှကျွန်တော်တို့က focus တွားလုပ်နေလို့ရှိရင်ပိုဆိုးဖို့ပဲရှိတယ်ဒါပေမဲ့အတွင်းလူကခိုင်ခန့်တဲ့အခါကျတော့အတွင်းလူကပြုတ်ပြင်ခြင်းခံရတဲ့အခါကျတော့အဲ့ဒီအပြင်လူရဲ့ဖြစ်ပျက်တတ်တဲ့သဘောတရားမှာလိုက်ပြီးတော့မှစိတ်ပြက်စရာကြောင်းမရှိတော့ဘူးဟာလေလုယာဒါကြောင့်မလို့လက်ရှိအခြေအနေမှာဘယ်အရာတွေကဘလို့ပဲဖြစ်ဖြစ်ကုံစိမ်းနှုန်းတွေဘလို့ပဲတက်ဘယ်လိုအရာတွေကဘလို့ကြောက်စရာကောင်းတဲ့အခြေအနေလာရပြောတင့်ရဲ့အတွင်းဝိညာဉ်ကဖျားသခင်နဲ့ချိတ်ဆက်ထားတယ်ဆိုရင်ညီကောင်မောင်တို့အဲ့ဒီအခြေအနေအထက်မှာသင်အသက်ရှင်နိုင်လိမ့်မယ်ဟာလေလုယာကျွန်တော်နေ့တစ်ခါကျွန်တော်စဉ်းစားဘူးတယ်ဗျာသလားဟောဆိုကျွန်တော်တို့မြန်မာနိုင်ငံမှာအရင်တုန်းကဓာတ်ဆီ1လီတာကို300ထင်တယ်เนาะကျွန်တော်တို့ဖြတ်တန်းခဲ့ရဘူးတယ်ရေတန့်ဘူးကဓာတ်ဆီ1လီတာထက်ပိုပြီးတော့ဈေးကြီးတယ်မမရေလွန်ခဲ့တဲ့9နှစ်တော့မဟုတ်ဘူး10နှစ်ပေါ့เนาะ9နှစ်လောက်ကပေါ့เนาะအဲ့တုန်းကဆိုလို့ရှိရင်ဓာတ်ဆီ1လီတာကရေတန့်ဘူးထက်ပိုပြီးတော့ဈေးနေတယ်ဟာအဲ့ဒီချိန်မှာစီတက်လာတဲ့အခါကျတော့ဘလောက်ဖြစ်သွားသလဲဆိုတော့600တွေ900တွေ800တွေဖြစ်သွားတာအဲ့ဒီချိန်မှာကြည့်ပြီးတော့ဟာတားစီတက်နေပြီဒီတိုင်းဆိုရင်လွယ်ပါမလားလို့ဘယ်နည်းအောင်များတွေးခဲ့ဘူးလဲဟုတ်တယ်မလားစဉ်းစားကြည့်နော်ထပ်ပြီးတော့မှအတက်ဆုံးအခြေအနေရောက်ပြီလို့ထင်ပေမဲ့ထပ်ပြီးတက်လာတဲ့အရာတစ်ခုကဘာလဲဆိုတော့1500တွေ2000တွေဖြစ်သွားတယ်ဟာတားတက်သွားပြီ
တားတက်သွားပြီဒါနဲ့ပဲထပ်ပြီးတော့မှတက်လာတဲ့အချိန်တွေကဘာလဲဆိုတော့3000နဲ့4000တွေဖြစ်လာဟာရွှေဆိုရင်တော့ရွှေစည်းခုဘယ်လောက်လဲ100နဲ့30ထင်တယ်ဟုတ်လားကျွန်တော်ကြည့်ကိုမကြည့်တော့เนาะကျွန်တော်တိကိုမသိတော့ကျွန်တော်100တော့ကြော်သွားပြီထင်တယ်เนาะ100တော့ကြော်သွားပြီကြည့်နော်ဘယ်တော့ကအဲ့လိုဖြစ်လာမယ်လို့ထင်လို့လဲဒါပေမဲ့တချို့ကဘယ်လိုတွေးလဲဆိုတော့အဲ့လောက်ဖြစ်လာရင်တော့ငါတို့တော့သွားပါပြီအဲ့လောက်ဖြစ်လာရင်တော့ငါတို့ကတော့ခက်ခဲပါပြီအဲ့လောက်ဖြစ်လာရင်တော့ငါတို့ကတော့ဆုံးရှုံးပြီလို့ထင်ခဲ့နိုင်တဲ့သူရှိကောင်းရှိပေမဲ့ကျွန်တော်ဒီနေ့အားပေးခြင်းတဲ့ຢာတစ်ခုကလက်ရှိအခြေအနေမှာတော့မှဖခင်ကတင့်ကိုဝါလင်ဆိုကြွေးမွေးနေသေးတယ်မဟုတ်ဘူးလားချက်ဘာကိုပြောချင်တာလဲချက်ဘာကိုပြောချင်တာလဲဖခင်ကရိုးရိုးလေးပဲပြောတယ်ငါသားငါသမီးတဲ့နိုင်ငံတော်နဲ့ဖြောက်မဲ့ခြင်းတရားကိုသမီးရှာစမ်းပါနိုင်ငံတော်နဲ့ဖြောက်မဲ့ခြင်းကိုသာရှာစမ်းပါဘာကိုပြောချင်တာလဲမျက်မှောက်တော်ကိုရှာလို့ပြောတာမျက်မှောက်တော်ကိုရှာစမ်းပါဒီအတွင်းလူကမျက်မှောက်တော်ကိုစာငတ်စမ်းပါကြံတဲ့လိုအပ်တဲ့ရာအားလုံးသခင်ထောက်ပံ့မယ်ဟာလေလုယာဟာလေလုယာဒါကြောင့်မလို့သင်တွေးပူရမယ့်ကိစ္စကအပြင်လူမဟုတ်ဘူးအတွင်းလူအတွက်သင်တွေးပူရမှာဖြစ်တယ်မေခွန်းကဘာလဲသလားသင်ရဲ့အတွင်းလူခိုင်ခန့်ခြင်းရှိပါသလားအာမင်အာမင်မထူးကြတော့တယောက်မှမခိုင်ခန့်အောင်နဲ့တူတယ်မေခွန်းကဘာလဲအတွင်းလူခိုင်ခန့်ခြင်းရှိပါသလားရှင်ဘောလူကတော့သူ့ရဲ့အတွင်းလူကခိုင်ခန့်တဲ့အခါမှာထောင်ထဲမှာရောက်နေပြီမဲ့အေးစီပဲအတွင်းလူခိုင်ခန့်တဲ့အခါမှာယာတိရုအခြေအနေမကောင်းတော့လဲအေးစီပဲအတွင်းလူခိုင်ခန့်တဲ့အခါမှာရွှေစည်းတိမ့်တရာဖြစ်သွားလဲအေးစီပဲအပြောကြပါအေးစီပဲအတွင်းလူခိုင်ခန့်တဲ့အခါမှာစီစည်းဘလောက်ပဲတက်တယ်ဘာဖြစ်လဲအေးစီပဲအတွင်းလူခိုင်ခန့်တဲ့အခါမှာဟဲ့ညီကောင်မောင်တို့တို့တလောကလုံးစိုးရင်ကြောက်ရွံ့တုန်လှုပ်နေရတဲ့အခြေအနေရောက်ရင်တော့ဘုရားသခင်တင့်ကိုတာဝန်ယူမယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့စားတောက်ခွင့်ရတာကကျွန်တော်တို့တော်လို့မဟုတ်ဘုရားကြွေးတာရုပ်လေးပဲဘုရားကြွေးတာဒါကြောင့်လေဘုရားတင့်ကိုပေးနေတဲ့လုပ်ငန်းတွေကိုတန်ဖိုးထားပါဒုစရိုက်နဲ့သွားမရောနဲ့မလုံနဲ့အခြေအနေပေါ်မှာသွားပြီးတော့မှသင်တန်တရားသွားမဝင်မိစေနဲ့ကျွန်တော်ဒါလေးကိုပြောမယ်ဘုရားကိုယုံပါအနောက်မှာဖာရောမင်းရဲ့စစ်တပ်ကြီးရောက်လာတယ်အရှိမပင်လေသေတော့မယ်ပင်လေတဲ့ပဲယင်းနဲ့သေမလားဖာရောမင်းကပဲတက်သေမလားဣသရေလလူမျိုးတွေကပေါ့ဆိုမောရှေမင်းငါတို့ကိုဒီထဲမှာယင်းနဲ့တက်ဖို့ငါ့ကိုခေါ်လာသလားမောရှေဘာပြောလဲဆိုတော့ဖယားကိုယုံပါဖယားရဲ့လက်တော်ကိုစောင့်ပါနားမလည်ဘူးတချို့အချိန်တွေကဒါပေမဲ့ညီကောင်မောင်နှမတို့ကျွန်တော်တို့ဒီနေ့ကျမ်းစာထဲမှာဖတ်တဲ့အခါမှာဣသရေလလူမျိုးတွေဘလို့မှမတက်နိုင်တော့တဲ့အခြေအနေအားလုံးမှာဖယားသခင်ကယ်ခဲ့တယ်ဟာလေလုယာအကြလိုက်ဆိုပါလူမတက်နိုင်တော့အရာမှာဝိညာဉ်တော်သည်မဆတော်မူ၏ကျွန်တော်တို့ဘဝမှာမတက်နိုင်သောအရာတွေရှိနေတော့ညာလဲပဲမှတ်ထားပါဘုရားသခင်သင်ကိုမဆနိုင်တယ်သင်လောက်ရမယ့်အရာတစ်ခုပဲရှိတယ်အတွင်းလူကိုခိုင်ခန့်ဟာလေလုယာအဲ့ဒီကောင်မရိုးလေးပါပဲကျွန်တော်တို့အိမ်တစ်လုံးစောက်တဲ့ခါမှာရိုးလေးကြီးအိမ်တစ်လုံးစောက်တဲ့ခါမှာမြင်ရတဲ့အပိုင်းရှိတယ်မမြင်ရတဲ့အပိုင်းရှိတယ်ကွန်ဒိုစောက်ပြီးသွားတဲ့အခါမှာသူတို့ကအပြင်မန်းကိုပဲမြင်တာကိုလူကအပြင်မန်းကိုမြင်တာလေအပြင်မန်းကတော့ဟာရေကူးကန်လဲပါတယ်ဂျင်လဲပါတယ်ဟာကာဘာကင်ကလည်းကျဲတယ်ဟာဒလီကတော့အကြီးကြီးဟာအပြင်မန်းကိုကြည့်လိုက်တော့မတ်မောစရာပဲအပြင်မန်းကိုကြည့်လိုက်တော့မတ်လောက်စရာပဲဒါပေမဲ့ပြဿနာကဘာလဲဆိုတော့အတွင်းပိုင်းမှာမမြင်ရတဲ့နေရာမှာတိဆောက်ထားတဲ့အရာတွေကမခိုင်ခန့်ဘူးဒီဖူကြီးကိုဒီကဦးဝင်းအောင်နဲ့ကျွန်တော်တို့ရှင်းနေတော့ဦးဝင်းအောင်ဘာပြောလဲဆိုအဲ့ဒီငလင်ပြီးကစားမှာကျွန်တော်တို့စပြီးတော့ကိုးကွယ်တဲ့ခါမှာနည်းနည်းတော့အစိုးရင်ကြတာပေါ့ဦးဝင်းအောင်ပြောဆရာကဘာမှမစိုးရင်နဲ့ဒီတစ်ခုလုံးဘယ်လိုစောက်လဲဆိုတော့ကျွန်တော်အသိဆုံးပဲတဲ့ဒီအကောင်လုံးကဒါ C stretcher နဲ့လှုပ်ထားတာတဲ့အတိုင်နဲ့ share လှုပ်ထားတာ
ဘာကြောင့်တော့အကြီးကျယ်ပြောတယ်ပြောချင်တာဘာလဲဆိုမြင်ရတဲ့အရာကတော့ဟာမြင်တဲ့အခါမှာဟာလှတယ်ဒါပေမဲ့တချို့အရာကလှတာထက်ခိုင်ဖို့လိုတာအာမင်အဲ့ဒီငလျင်ပြီးသွားတဲ့အခါမှာသင်အိမ်ဝယ်ဖို့စဉ်းစားရင်သင်ဘယ်ဟာကိုသင်ကြည့်တယ်ရိုးသားဖြစ်လှတာကိုတော့လိုချင်ပေမဲ့သင်ရင်မေးတာပါလဲခိုင်သလားပြီးလားပြီဘယ်လောက်သုံးထားလဲ foundation ကဘယ်လောက်တူထားလဲဟုတ်လားမဟုတ်ဘူးလား foundation ဘယ်လောက်တူထားလဲပြီးလားမြေဘယ်လောက်သုံးထားလဲစားသဖြင့်ပေါ့နားလေတွေသူသိချာမေးမှာပေါ့ဟာတိုင်တွေကိုဘယ်လိုလုပ်ထားသလဲမမြင်ရတဲ့အပိုင်းမှာအတွင်းပိုင်းကိုဘယ်လိုတိဆောက်ထားသလဲမြင်ရတဲ့အပြင်ပိုင်းကဘလောက်ပဲလှပါစေမမြင်ရတဲ့အတွင်းပိုင်းခိုင်ခန့်ခြင်းမရှိဘူးဆိုရင်သင်မဝယ်ဘူးဘာကြောင့်လဲတိတ်မချင်းနေဘူးဒါပေမဲ့မြင်ရတဲ့အပိုင်းကတိတ်တော့မလောက်ဒါပေမဲ့အတွင်းပိုင်းကသေချာခိုင်ခန့်အောင်တိဆောက်ထားတယ်ဆိုတော့ကိုသင်သိရင်သင်ဝယ်မှာပဲဘာသာအပြင်ပိုင်းကပြုပြင်လို့ရတယ်အတွင်းကသွားပြီးတော့လိုက်ပြီးတော့ပြုပြင်ဖို့ခတ်သွားတယ်ဒီနေ့ကျွန်တော်ဘာကိုပြောချင်တာလဲကျွန်တော်လက်ရှိအခြေအနေကငလင်းလိုပုံစံပဲမုံတိုင်းလိုပုံစံပဲကျွန်တော်တို့ကိုလာတိုက်ခတ်နေကြတယ်အဲ့ဒီမှာတချို့ကပြိုသွားတယ်ဘလို့လဲသလားအတွင်းပိုင်းမှာခိုင်ခန့်ခြင်းမရှိတဲ့သူပြိုသွားတယ်ဒါပေမဲ့အတွင်းမှာတော့ဝိညာဉ်တော်နဲ့မျက်မှောက်တော်နဲ့နှုတ်ကပတ်တော်နဲ့တိဆောက်ထားတဲ့သူကတော့ဘလို့မုံတိုင်းပဲလာအေးစေးပဲဟာလေလုယာဟာလေလုယာဒါကြောင့်မလို့ညီကိုမောင်မတို့အပြင်လူနဲ့အတွင်းလူဆိုရင်အပြင်လူဟာလှဖို့လိုတယ်အပြင်လူကလှဖို့လိုတယ်အတွင်းလူကခိုင်ဖို့လိုတယ်ဟုတ်နော်ကျွန်တော်ဆိုတာအပြင်လူလေကျွန်တော်အတွင်းလူမြင်တာမဟုတ်ဘူးကျွန်တော်ဘာလို့မြင်တာလဲအပြင်လူမြင်နေတာလေအပြင်လူမြင်တဲ့အခါကျတော့ကျွန်တော်လုံးဝဒီမှာ share ဝတ်ထားတဲ့အခါမှာခဏကျွန်တော်ညီကိုဟာဆရာတဲ့ဒါဆရာရဲ့ signature ပဲနော်အပြင်လူကိုကြည့်ပြီးတော့လှဖို့လိုတယ်ဒါပေမဲ့အတွင်းလူမခိုင်လို့ရှိရင်လေအပြင်လူဘလောက်ပဲလှပြုတ်လဲပျက်စီးသွားမှာဖြစ်တယ်ဆုံးရှုံးမှုနဲ့ကြုံရမှာဖြစ်တယ်ဒါဆိုတမန်ကျမ်းစာတစ်ပိုက်ကိုကျွန်တော်တို့ဖတ်ကြည့်အောင်မှတ်တဲ့အခန်းကြီးခွန်အပိုက်ငယ်24ကနေ29ဒီနေ့တော့ရပြီပြောကြည့်ပါဦးကြောက်ပေါ်မှာအိမ်ဆောက်တော့ပညာရှိဘေးကတငယ်ချင်းကိုပြောလိုက်သင်ဟာပညာရှိဖြစ်ဖို့လိုတယ်အဲ့တော့ပညာရှိဟာဘလို့လူလဲဆိုတော့ကျမ်းစာကပြောတယ်ကြောက်ပေါ်မှာတီဆောက်တော်သူအဲ့တော့ကြောက်ပေါ်မှာဆောက်တဲ့သူကဘာလုပ်လဲဆိုတော့နှုတ်ကပတ်တော်ကိုလိုက်ပြောနှုတ်ကပတ်တော်ကိုကြားတယ်အဲ့လောက်မှမရက်ဘူးကြားတချို့တွေကကြားတယ်နားမထောင်ဘူးကြားတယ်တနင်္ဂနွေနေ့ဖျားเจ้าလာတယ်နှုတ်ကပတ်တော်နားထောင်နဲ့ကြားတယ်အိမ်ပြန်သွားရင်ဒီတိုင်းပဲပြီးခဲ့တဲ့ဟိုတခါကကျွန်တော်ဝင်ရတယ်ဝိညာဉ်တော်ဖျားနဲ့မိတ္တဟာယဖွဲ့ပါလို့ကျွန်တော်ဝင်ရတယ်ကဲဘယ်နေရဝိညာဉ်တော်နဲ့မိတ္တဟာယဖွဲ့ခဲ့လဲမေးကြည့်ချင်ကျွန်တော်တရားဟောတာပဲတိတ်လိုအပ်ချက်ရှိသွားလို့နေမှာပါကျွန်တော်တို့ယုံကြည်သူရဲ့တက်တာထဲမှာတခါတလေချို့အရာတွေကမဆုံးရှုံးတင်မယ်နဲ့ဘာလို့ဆုံးရှုံးတာလဲလို့ပြောရင်ကျွန်တော်တို့ကလေဖျားကိုကိုးကွယ်တာဘာသာရေးဆန်ကိုးကွယ်တယ်အဲ့ဒါအရင်မားတယ်ဖျားကိုကျွန်တော်တို့ကလိုအပ်ချက်အရာကိုးကွယ်တာအဲ့ဒါအရင်မားတယ်တချို့ကဖျားကိုကိုးကွယ်တာငရဲကလွတ်ချင်လို့ပဲကိုးကွယ်တာတစုံတစ်ခုလိုချင်လို့ကိုးကွယ်တာယောဂပျောက်ချင်လို့ကိုးကွယ်တာစီးပွားရေးအဆင်ပြေချင်လို့ကိုးကွယ်တာယောဂမပျောက်တဲ့အခါမှာစီးပွားရေးအဆင်မပြေတော့တဲ့အခါမှာမကိုးကွယ်တော့အဲ့ဒါကိုဘာလို့ခေါ်ဆိုသစ္စာမရှိဘူးလို့ခေါ်တယ်ဖျားသခင်ကိုကိုးကွယ်တဲ့အခါမှာနာဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ရတယ်သစ္စာဆိုတာဘာလဲကြားတဲ့ຢာကိုဘာလို့လဲနားထောင်တယ်ဆိုတော့ဘာလဲတကယ်လက်တွေ့လှုပ်ဆောင်တာကိုဆိုလိုတယ်တကယ်လက်တွေ့လှုပ်ဆောင်တယ်ဆိုလို့ရှိရင်တော့သင်ရဲ့အသက်တာထဲမှာအဲ့ဒီနှုတ်ကပတ်တော်ကအပင်ပေါက်မယ်ပြီးရင်အသီးသီးမယ်အဲ့ဒီအသီးရဲ့အကျိုးကိုသင်ခံစားရမယ်ဟာလေလုယာဒါကြောင့်ဒီကျမ်းစာလေးကိုဆက်ဖတ်ပါအောင်မိုးရွာ၍မိုးရွာတဲ့ရေစီးတဲ့အခါမှာတဲ့အဲ့ဒီအိမ်ကိုတိုက်တဲ့အခါမှာကြောက်ပေါ်မှာတီဆောက်ထားတဲ့အတွက်ကြောင့်မပြိုလဲဘူးတဲ့
ဆက်ဖက်ပါအောင်အကျဉ်သူသည်ထိုသူသည်သဲပေါ်မှာအိမ်ဆောက်သောလူမိုက်နှင့်တူချောင်းကိုငါပုံပြမည်မိုးရွာ၍ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကိုတိုက်သောအခါကြီးစွာသောပြိုလဲခြင်းသို့ရောက်လေသည်ဟေးမိသားစုများဘုရားသခင်ကတင့်ကိုအဲ့ဒီကြီးစွာသောပြိုလဲခြင်းထဲမှာမရောက်စေခြင်းဘူးမုန်တိုင်းမလာဘူးလေမတိုက်ဘူးငလျင်မလှုပ်ဘူးဆိုလို့ရှိရင်တော့အိမ်နှစ်ခုလုံးကအတူတူပဲတဲပေါ်မှာစောက်တဲ့အိမ်ကလည်းလှတယ်ကျောက်ပေါ်မှာစောက်တဲ့အိမ်ကလည်းလှတယ်တဲပေါ်မှာစောက်တဲ့အိမ်ကပိုတော်လှတယ်ဘာလို့စောက်ရတာလွယ်လို့ကျောက်ပေါ်မှာစောက်တယ်ဆိုတော့လွယ်တဲ့ကိစ္စမဟုတ်ဘူးဒါပေမဲ့တကယ်တမ်းကျမ်းစာအတိုင်းမုန်တိုင်းလာတဲ့အခါမှာလေလာတဲ့အခါမှာတဲပေါ်မှာစောက်တဲ့အိမ်ကတော့မခံဘူးမခံနိုင်ဘူးမုန်တိုင်းလာတဲ့အခါမှာကြောက်ပေါ်မှာစောက်ထားတဲ့အိမ်ကတော့အေးဆေးပဲဟာလေလုယာဟာလေလုယာဒါကြောင့်မလို့ခဏကကျွန်တော်အရှိမအများကြီးကျွန်တော်ပြောခဲ့ပြီးပြီသင်တို့ကဖခင်သားသမီးဖြစ်တယ်သင်တို့ကကောင်းကင်သားဖြစ်တယ်သင်တို့ကအောင်မြင်တော်သူဖြစ်တယ်ဘာကိုပြောချင်တာလဲအခြေအနေရဲ့အထက်မှာစိုးစံမှုကိုပြောနေတာဟာလေလုယာဒါကြောင့်ဒါဆိုလို့ရှိရင်ဆရာဟုတ်ပါပြီဆရာအဲ့လောက်ပြောခဲ့တာဟုတ်ပြီဆရာအတွင်းလူကိုခိုင်ခန့်ဖို့လိုတယ်ဆိုတော့သိသွားပြီမေကွန်းကအတွင်းလူကိုခိုင်ခန့်အောင်လို့ဘယ်လိုတည်ဆောက်မလဲကျမ်းစာကဒီလိုပြောပါတယ်နောက်တစ်ချိန်လောက်ဖတ်ကြည့်အောင်ဒီနေ့တော့ဆုတောင်းသောအချက်ဟူမူကားဝိညာဉ်တော်အားဖြင့်သင်တို့၏အတွင်းလူကိုခွန်အားနဲ့မြဲမြံခိုင်ခန့်စေ၍အတွင်းလူခိုင်ခန့်ဖို့အတွက်တခြားဘယ်အရာနဲ့ကမှတည်ဆောက်လို့မရဘူးတန်ရှင်သောဝိညာဉ်တော်အားဖြင့်ပဲရတယ်မိသားစုများတန်ရှင်သောဝိညာဉ်တော်အားဖြင့်ပဲရတယ်ကျွန်တော်ဘာကိုပြောချင်တာလဲတက်လားဒါကြောင့်ပြီးခဲ့တဲ့ဘက်ကအဆက်ပဲဒါကကျွန်တော်ပြောခဲ့ပြီးသွားပြီခမဲတော်ဖခင်ရဲ့မေတ္တာကအာလဖာအိုမီဂါဖြစ်တယ်သင်ကိုမဖန်ဆင်းခင်ကတည်းကနေသင်ရဲ့အဆုံးထိဖခင်ကသင်ကိုချစ်တယ်သင်ကိုချစ်လို့ယေရှုကိုဆေလွတ်တာယေရှုခရစ်တော်ကဘာလုပ်လဲလက်ဝါးကတိုင်မှာသင်အတွက်ကယ်တင်ပေးခဲ့တယ်ဒါပေမဲ့တန်ရှင်သောဝိညာဉ်တော်ဖခင်ကဘာလုပ်တယ်လဲမိတ္တဟာယဖွဲ့ခြင်းပြောပါဦးမိတ္တဟာယဖွဲ့ခြင်းအဲ့ဒီတန်ရှင်သောဝိညာဉ်တော်ဖခင်အားဖြင့်ခံစားရမယ့်အရာကလေနေ့တိုင်းမှာလုပ်ရတယ်နေ့တိုင်းမှာလုပ်ရတယ်အချိန်တိုင်းမှာလုပ်ရတယ်ဘာကြောင့်လဲသလားဝိညာဉ်တော်ဖခင်နဲ့သင်တခင်ရင်းနှီးခြင်းတယ်ဆိုရင်သင်အချိန်ပေးရမယ်မိကွန်းကဝိညာဉ်တော်ကိုသင်အချိန်ဘယ်လောက်ပေးသလဲဝိညာဉ်တော်ကိုသင်အချိန်မပေးရင်ဝိညာဉ်တော်ဖခင်နဲ့သင်မရင်းနှီးဘူးဝိညာဉ်တော်ဖခင်နဲ့သင်မရင်းနှီးရင်အဲ့ဒီဝိညာဉ်တော်အားဖြင့်ရမယ့်ခိုင်ခန့်ခြင်းဆိုတဲ့အရာသင်မရဝိညာဉ်တော်ဖခင်နဲ့မရင်းနှီးတဲ့သူဟာနှုတ်ကပတ်တော်ကိုလည်းမဆာငတ်ဘူးဝိညာဉ်တော်ဖခင်နဲ့မရင်းနှီးတဲ့သူဟာဖခင်ကြောင့်သွားခြင်းစိတ်လည်းမရှိဘူးဝိညာဉ်တော်ဖခင်နဲ့မရင်းနှီးတဲ့သူဟာခရိယန်တော်ဖြစ်ပေမဲ့တာမန်ပဲအသက်ရှင်ဝိညာဉ်တော်ဖခင်နဲ့မရင်းနှီးတဲ့သူဟာဖခင်နဲ့သက်ဆိုင်တဲ့အရာတွေမှာဘာတစ်ခုမှဆာငတ်ခြင်းမရှိဘူးဝိညာဉ်တော်နဲ့ယဉ်နှီးရင်တော့ဝိညာဉ်တော်နဲ့ယဉ်နှီးရင်ဝိညာဉ်တော်ကအမြဲတမ်းသင်တဲ့အတူရှိပြီးတော့မှသင်ကိုအမြဲတမ်းကူညီတော်သူဖြစ်တယ်သင်ကိုအမြဲတမ်းမဆတော်သူဖြစ်တယ်သင်ကိုအမြဲတမ်းတတိပေးတော်သူဖြစ်တယ်တစုံတစ်ခုသင်အပြစ်လုံးမိတော့မယ်ဆိုရင်တော့ဝိညာဉ်တော်ကဘာလို့ဆိုငါသာမလုံနဲ့နော်မလုံနဲ့နော် remind လာပေးတယ်အဲ့ဒါဝိညာဉ်တော်ဒါပေမဲ့သင်ကဝိညာဉ်တော်နဲ့မရင်းနှီးတဲ့အခါမှာအဲ့ဒါဝိညာဉ်တော်ရဲ့အတန်လားဘာအတန်လားသင်မသေးကွဲဘူးမတဲကွဲတဲ့အခါမှာစိတ်ထင်တဲ့အတိုင်းသင်ဖြစ်ချင်တဲ့အရာကိုသင်ဦးစားပေးပြီးလုပ်မိတဲ့အခါမှာဆုံးရှုံးခြင်းကိုခံစားရတယ်ဒါကြောင့်သင်ရဲ့အတွင်းဝိညာဉ်ခိုင်ခန့်ဖို့အတွက်သင်ကိုမဆပေးနိုင်တော်သူဟာတန်ရှင်သောဝိညာဉ်တော်ဒါဆိုဆရာဘယ်လိုလုပ်ရမှာလဲဆရာလို့ပြောလို့ရှိရင်တော့ဝိညာဉ်တော်ဖျားကိုသင်ကလုံးလုံးတရားရာခိုင်နှုန်းအနံတက်ဖို့အင်မတန်အရေးကြီးတယ်အေဖက်အခန်းကြီး9ပိုင်းငယ်18ကိုဖတ်ကြည့်အောင်အေဖက်အခန်းကြီး9ပိုင်းငယ်18ကဲဖတ်ကြည့်အောင်တင်းနှစ်တော့လွန်ကျူးစေတတ်သောစပြည့်ရည်နှင့်ရစ်မှုခြင်းကိုရှောင်၍ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလောလွန်ကျူးစေတတ်တဲ့စပြည့်ရည်ကိုရှောင်ပါတဲ့အဲ့ဒီစပြည့်ရည်နဲ့ရစ်မှုခြင်းကိုရှောင်ပါတဲ့ဒါကြောင့်တချို့လူတွေအရက်မတောက်ရလို့ကျမ်းစာထဲမှာပြောသလားဒီကျမ်းပိုက်ကအဲ့ဒါအရက်မတောက်နဲ့လို့ပြောတာပဲ
ဒီရစ်မှုစေတဲ့အရာကိုရှောင်တဲ့ဘာကြောင့်လဲလို့ပြောတဲ့အခါကျတော့ဇယားလေးရှိတယ်တစ်ချက်လေးပြပါဦးဇယားလေးလောက်ထားပေးတယ်โอเคဒီမှာကြည့်အဲ့တော့ဒီမှာရစ်မှုစေတတ်တဲ့အရာအဲ့ဒီစပြည့်ရအရက်ရဲ့ရစ်မှုချင်းကိုခံစားရလိုက်တဲ့အခါမှာအဲ့ဒီသူကသူ့ကိုယ်သူမသိတော့ဒါကြောင့်တချို့တွေလည်းသိရမလားတားမူသွားပြီဆိုလို့ရှိရင်ပစိုးလည်းမနိုင်တော့ဘူးပဝါလည်းမနိုင်တော့ဘူးလမ်းနဲ့တကြီးတရားနဲ့ဝေပြီးတော့မှပဲခွေးမလူမထင်ဘူးကွာဆိုအဲ့ဒါသူ့ကိုယ်သူမထိန်နိုင်တော့တချို့တွေပြောဒီနင်းအဲ့ဒီနော်နင်းနဲ့အဲ့ဒီအရက်တောက်ပြီးနင်းကိုနေမသိဘူးသွေးဆိုးတယ်ဆိုတာရှိသေးတယ်ဘာကြောင့်လဲသူ့ကိုယ်သူမထိန်နိုင်တော့ဘူးအဲ့ဒီစပြည့်ရရဲ့ရစ်မှုချင်းကသူ့ကိုယ်သူမထိန်နိုင်ဘူးပြီးရင်ဘာဖြစ်လဲအပြစ်ဖတ်တော့ဇွဲတယ်ဒုစရိုက်ကိုလှုပ်ဖို့အသားပေးတယ်ဒုစရိုက်ကိုလှုပ်ဖို့အတွက်တွန်းအားပေးတယ်ဒုစရိုက်ကိုလှုပ်ဖို့အတွက်ဆွဲခေါ်တယ်ဘယ်အရာကလဲအဲ့ဒီရစ်မှုချင်းကပြီးတော့ဘာလဲတဖြည်းဖြည်းနဲ့အသက်တာပျက်စီးသွားတယ်ဒါကြောင့်မူရစ်စေဝါနဲ့ရစ်မှုတဲ့သူတရေနဲ့ရစ်မှုတဲ့သူတခြားသောအရာနဲ့ရစ်မှုတဲ့သူတွေရဲ့အဆုံးသတ်ဟာပျက်စီးခြင်းပဲအဲ့တော့ချမ်းသာကဘာလဲအဲ့ဒါကိုရှောင်ပါပြောပါအဲ့ဒါကိုရှောင်ပါရှောင်ပြီးရင်သင်ဆောင်ရမယ့်အရာရှိတယ်အဲ့ဒီဆောင်ရမယ့်အရာကဘာလဲဆိုတော့ဝိညာဉ်တော်နဲ့ပြည့်စုံလျက်ရှိကြလောဟာလေလုယာအဲ့တော့ဒီအရာကခိုင်းနိုင်ထားတာအရေဘက်ကဘာကိုပြောချင်တာလဲဆိုတော့မူရစ်စေတဲ့အရက်သေးစားရဲ့ရစ်မှုချင်းကိုခံစားတဲ့အခါမှာသူ့ကိုယ်သူမထိန်နိုင်ပဲနဲ့အဲ့ဒီအရက်ကအဲ့ဒီလူကိုထိန်ချုပ်သွားသလိုမျိုးဝိညာဉ်တော်ဖခင်ကတင့်ကိုထိန်ချုပ်ဖို့ပြောနေတာဝိညာဉ်တော်ကသင်ရဲ့အတွင်းလူကိုထိန်းချုပ်ဖို့ပြောနေတာဒါကြောင့်သင်ဟာဝိညာဉ်တော်နဲ့ယဉ်နီးသွားတယ်ဆိုရင်ဝိညာဉ်တော်ကိုများများအချိန်ပေးတယ်ဆိုရင်ဝိညာဉ်တော်ကိုတရားရာခိုင်နှုန်းသင်ရဲ့သက်တာထဲမှာအုပ်ဆိုးတဲ့အခွင့်ကိုသင်ပေးလိုက်ရင်ဝိညာဉ်တော်ဖခင်ကသင်ကိုစပြီးတော့ထိန်းချုပ်မှာဖြစ်တယ်ဟာလေလုယာဝိညာဉ်တော်ဖခင်ရဲ့ထိန်းချုပ်ခြင်းကိုခံရတဲ့သူဟာတော့ဟေးဖခင်ကိုစာငတ်လာလိမ့်မယ်နှုတ်ကပတ်တော်ကိုဆာငတ်လာလိမ့်မယ်ချီးမွမ်းကိုးကွယ်ခြင်းကိုဆာငတ်လာလိမ့်မယ်ဖခင်ရဲ့မှုဆောင်ခြင်းကိုဆာငတ်လာလိမ့်မယ်လောကအရာတွေကိုတဖြည်းဖြည်းစိတ်ကုန်ပြီးတော့တမန်တရားမှာစိတ်အားကြီးလာမယ်ဘသူရဲ့ထိန်းချုပ်ခြင်းကိုခံရတဲ့သူလေဝိညာဉ်တော်ဟာလေလုယာနောက်ဆုံးဏိဂုံးချုပ်ကတော့အဲ့ဒီသူရဲ့အသက်တာတိဆောက်ခြင်းခံရတယ်တနည်းအားဖြင့်အတွင်းလူကခိုင်ခန့်ခြင်းကိုရလာတယ်ဟာလေလုယာဒါကြောင့်မလို့တက်တာလုံးနဲ့ဩဝါဒစာပထမဆုံးခန်းကြီး9အပိုင်းငယ်7ခွန်ကနေ19ကိုဖတ်ကြည့်အောင်ဒီနေ့တော့အာမင်မချမ်းမလက်ဆုတောင်းပတနာချမ်းသာကဒီလိုမပြောဘူးအစဉ်ပြေဆုတောင်းအစဉ်မပြေတော့လည်းသဘောအဲ့လိုမပြောစိတ်ပိုင်းဆုတောင်းစိတ်မပိုင်တော့လည်းသဘောအဲ့လိုမပြောဘူးအတိတ်ဘက်ကဘာကိုပြောချင်တာမချားမလက်ပြောချင်တာကတချို့သောအရာတွေပြက်ရင်ပြက်ပါစေဆုတောင်းခြင်းဟာပြက်လို့မရတချို့သောအရာတွေရက်ရင်ရက်ပါစေဆုတောင်းခြင်းဟာရက်လို့မရတချို့သောအရာတွေထားရင်ထားခဲ့ပါစေဆုတောင်းခြင်းဟာထားခဲ့လို့မရဒါကြောင့်မချားမလက်ဆုတောင်းပါလိုက်ပြောစိတ်ပါရင်လဲဆုတောင်းစိတ်မပါရင်လဲပြောရင်လဲမပြောရင်လဲဝမ်းနေရင်လဲဝမ်းသာရင်လဲအချိန်တိုင်းမှာမချာမလက်အဲ့ဒီမချာမလက်ဆုတောင်းလို့ရှိရင်ဘာဖြစ်မလဲတဲ့ပြီးတော့ထပ်ပြီးတော့ဘာပြောလဲဆိုတော့အရာရာနဲ့ဂျေဇုတော်ကိုချီးမွမ်းပါအရာရာအတွက်လို့မပြောအတွက်နဲ့နိုင်နဲ့မတူအရာရာအတွက်ဆိုလို့ရှိရင်အစဉ်ပြေရင်ဂျေဇုတော်ချီးမွမ်းအစဉ်မပြေရင်ဂျေဇုတော်မချီးမွမ်းအဲ့လိုဖြစ်သွားမယ်သူအရာရာနိုင်အတိတ်ဘက်ကပါလဲအခြေအနေဘလို့အရာပဲဖြစ်နေပါစေအဲ့ဒီအခြေအနေရဲ့အထဲမှာဂျေဇုတော်ချီးမွမ်းတယ်ကောင်းစားတဲ့အချိန်မှာလဲဂျေဇုတော်အစင်မပြေရင်လဲဂျေဇုတော်ပြောချင်တာကဒီအပြင်လူနဲ့ပတ်သက်ပြီးတော့ဘာပဲဖြစ်နေပါစေဂျေဇုတော်ချီးမွမ်းခြင်းကိုမရပ်တန့်နဲ့ဆိုတော့ကျွန်တော်အမြဲတမ်းလုပ်ရမှာဆူတောင်းခြင်းအမြဲတမ်းလုပ်ရမယ်ဂျေဇုတော်ချီးမွမ်းခြင်းအမြဲတမ်းလုပ်ရမယ်တစ်ခေါက်ကျွန်တော်တို့နော်ကြုံမှုတယ်ဂျေဇုတော်ချီးမွမ်းတာနဲ့ပတ်သက်လို့ရှိရင်အများစုကအစဉ်ပြေမှဂျေဇုတော်ချီးမွမ်းတာပေါ့ဒါပေမဲ့တစ်ခေါက်ကျတော့မိသားစုတစ်စုကဒါဂျေဇုတော်ချီးမွမ်းဖို့ကျွန်တော်ကိုခေါ်တယ်ဆရာတဲ့ဂျေဇုတော်ချီးမွမ်းခြင်းတယ်ဘာကြောင့်လဲဆိုတော့အိမ်ကသား10တန်းမအောင်လို့တဲ့အဲ့တော့10တန်းပေါ့ဟာဘာဖြစ်လဲဆိုဆရာတဲ့10တန်းအောင်မှပဲဂျေဇုတော်ချီးမွမ်းတာမဟုတ်ဘူးလေဒါမအောင်တာလဲဂျေဇုတော်ပဲတဲ့
မအောင်တာလဲကျေးဇူးတော်ပဲဖခင်ဘာကြံစီထားလဲဆိုတော့ကျွန်တော်တို့မသိဘူးလေဒါကြောင့်အဲ့ဒီတော့ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ဟာကျွန်တော်တေကျုပ်တည်းတော့တမျိုးလေးဖြစ်ပေမဲ့ဟာဒါဟုတ်တာပဲတမန်တရားကအဲ့လိုပဲပြောတာပဲအာမင်ဒါကြောင့်သင်ရဲ့လုပ်ငန်းအစဉ်ပြေရင်လေဟာလေလုယာပြောအစဉ်ပြေရင်လေဟာလေလုယာအစဉ်မပြေခဲ့ရင်လေဝါစွာစားရရင်လေမစားရရင်လေအာမင်နောက်ဆုံးတစ်ခုအကြောင်းမူကားဘာဖြစ်လို့လဲဆိုတော့ထိုတို့ကျင့်စေခြင်းကယေရှုခရစ်၌ဖခင်အလိုတော်ရှိတယ်အဲ့ဒါကဘာကိုလဲဆိုတော့ဝိညာဉ်တော်ရဲ့အရှိန်ကိုမငြိမ်းစေဘူးတဲ့အာမင်အာမင်ဒါကြောင့်မိသားစုများကျွန်တော်ရဲ့တက်တာထဲမှာအတွင်းလူခိုင်ခန့်ဖို့အမြဲတမ်းရည်ကြီးတယ်အတွင်းလူခိုင်ခန့်ဖို့အတွက်ကျွန်တော်တို့အာယုံစိုက်ရမယ့်အရာကအတွင်းလူနဲ့သက်ဆိုင်သောအရာဖြစ်တယ်ဒါကြောင့်ကျွန်တော်အရှိမပြောပြီးသွားပြီမကောင်းတဲ့အခြေအနေတွေကနားမထောင်ရင်လည်းကြားတယ်လိုက်မရှာရင်လည်းမြင်တယ်ဒါကြောင့်ဒီကာလမှာသင်ပို့ပြီးတော့မှအဲ့ဒီအခြေအနေတွေကနေကြားရမယ့်အရာဖျားစကားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အားပေးခြင်းတယ်ဒီမှာရှိတဲ့မိသားစုတယောက်ချင်းစီတိုင်းခါတိုင်းကသင်ကမနဲ့မိုးလင်းလာတာနဲ့ဖျားသခြင်းမဖွင့်ဘူးဆိုရင်အခုကစပြီးတော့အဲ့ရနိုးတာနဲ့ဖျားသခြင်းဖွင့်ပါအာမင်အဲ့ရနိုးတာနဲ့ဖျားသခြင်းဖွင့်ထမင်းချက်နေတယ်မလားထမင်းချက်နေတာမလားနော်တခြားလက်ဆောင်မဖွင့်နဲ့တရားဟောချက်ဖွင့်တာအာမင်ညအိတ်တယ်မလားတရားဟောချက်ဖွင့်ပြီးအိတ်ဆရာဖွင့်အိတ်ပြောလဲဘာဖြစ်လဲဒါမျက်မှောက်တော်တဲ့အိတ်ရောက်သွားတာဗောမဟုတ်ဘူးလားဘာဖြစ်လဲအိတ်ပြောလဲဘာဖြစ်လဲဖွင့်တာအာမင်အဲ့တော့တရားဟောချက်နားထောင်ရင်လည်းအိတ်ပြောသွားလို့ရှိရင်အိမ်မက်ထဲမှာဘုရားခင်နဲ့တွေ့မှာဗောဟောတော့ရှော့ရတာဒါနားကြားတာအဲ့ဒီဆွဲဆောင်မှုရှိတဲ့ဟာအိမ်မက်ထဲဒီပါတယ်လို့ပြောတာဟုတ်ဒါကြောင့်မနက်မိုးလင်းလာတာနဲ့သင်ဖွင့်ရမယ့် social media ကဘာလဲနှုတ်ကပတ်တော်ဟာလေလုယာနှုတ်ကပတ်တော်နေ့လယ်မှာပြည့်ရင်လည်းဘာဖွင့်ရမှာလဲနှုတ်ကပတ်တော်ကျွန်တော်ဆိုခုဘာလို့လဲသလားကားမောင်းတယ်လေကားမောင်းတယ်မှာကားပေါ်တက်တာနဲ့ကျွန်တော်ပထမဦးဆုံးလုပ်တာကတရားဟောချက်ရင်ဖွင့်တာအရင်ဖွင့်တရားဟောချက်ကိုရင်ဖွင့်တယ်ဖုန်းအားသွင်းလိုက်တယ်ပြီးချိန်မှာထောင်ထားလိုက်တယ်ပြီးပါဆက်နိုးတယ်ဆက်ရင်ခိုင်ကြနဲ့ဆက်ရင်နိုးတာပေါ့ဆက်နိုးအဲ့ဒါချိတ်ပြီးဆိုမှတလန်းလုံးသွားတယ်သွားတဲ့အခါမှာတောက်လျှောက်ဒီຢာကိုကျွန်တော်ကြားတယ်ဒါကြောင့်မချားမလက်ပြောပါအောင်မချားမလက်သင်ရဲ့အတွင်းဝိညာဉ်ရဲ့နေရာအားလုံးကိုဖျားစကားနဲ့ပဲဖြစ်ဖျားစကားနဲ့ပဲဖြစ်ဖျားစကားနဲ့ပဲနားထောင်ဖျားစကားကိုပဲကြားဖျားစကားကိုပဲအချိန်ပေးချမ်းသာများဖက်ကျွန်တော်ပြောပြမယ်လိုအပ်လို့ရှိရင်တချို့သတင်းမီဒီယာတွေပဲပိတ်ထားလိုက်တော့အချိန်ရအောင်သင်လာပြောလိုက်မယ်သင်သိလိုက်မယ်ပိတ်ထားလိုက်တော့ဘာလို့စိတ်ပျော်စရာဘာမှသိမရှိဘူးစိတ်မချမ်းမြေ့စရာပုံများတယ်မဟုတ်ဘူးလားအာမင်အာမင်ဒါကြောင့်အတွင်းလူဘာဖြစ်ဖို့လို့လဲအတွင်းလူဘာဖြစ်ဖို့လို့လဲခိုင်ခန့်ဖို့လို့ဆိုတော့ဒီမှာနားထောင်ရုံနဲ့ပြီးလား assignment ပါလားအိမ်စာပါလားပါတယ်အိမ်စာပါတယ်နော်ဘေးနားသူပြလာငါတို့အိမ်စာတော့လုပ်ရမယ်လို့အာမင် Praise the Lord Praise the Lord ဒါကြောင့်ဝိညာဉ်တော်ရဲ့အရှိန်ကိုကျွန်တော်တို့ငြိမ်းလို့မရဘူးဆိုတာလေးကိုပြောချင်တယ်အားလုံးမတက်ရရအောင် Hallelujah